ကျွန်တော်ကဘီလီယံနာအမွေဆက်ခံသူမိန်းကလေးတစ်ယောက်ရဲ့ကိုရံတော်အဖြစ်10နှစ်တိတိအလုပ်လုပ်ခဲ့တယ်။အဲ့ဒီ10နှစ်အတွင်းမှာသူ့အတွက်ကြီးစံတွေခံပေးခဲ့တယ်။ဓာတ်ခုတ်ခံခဲ့ရတယ်။ပြန်ပေးဆွဲမှုတွေကိုဖြည့်ရှင်းခဲ့ပြီးသူ့ကိုအနှောက်အယှက်ပေးတဲ့တထေးသားတွေကိုနှိမ်နင်းပေးခဲ့တယ်။တကောင်ရံမှာသူကဒင်းတိုင်ဖန်ကမုံစားကျင်တယ်လို့ပြောရင်ကျွန်တော်ကမိုးရဲရည်တဲ့20ကီလိုမီတာအကွာအဝေးကိုပြေးဝယ်ပေးခဲ့တယ်။သူဖျားနေရင်ကျွန်တော်တညလုံးမအိပ်ဘဲသူ့အတွက်ခေါင်းအုံးလှုပ်ပေးခဲ့တယ်။လူတိုင်းကကျွန်တော်ကိုတခင်မလေးဘေးကတစ္ဆာအရှိဆုံးခွေးတကောင်လို့ပြောကြတယ်။ကျွန်တော်အသက်30ပြည့်တဲ့အထိသူမကိုယ်တိုင်လည်းအဲ့ဒီလိုပဲထင်ခဲ့တယ်။ဒီအလုပ်ကြောင့်ရခဲ့တဲ့အမာရွတ်တွေကိုမှန်ထဲမှာကြည့်ရင်ကျွန်တော်ရုတ်တရက်ကြီးစိတ်ကုန်သွားတယ်။ကျွန်တော်အိမ်အောင်ပြုတ်ကျင်နေတယ်။ကျွန်တော်ကိုယ်ပိုင်အင်္ဂလိပ်တစ်လုံးလိုချင်နေတယ်။ဒါနဲ့ကျွန်တော်လည်းချင်းတွေးတဲ့ website တစ်ခုမှာတိတ်တဆိတ်စီးရင်သွင်းခဲ့တယ်။ကျွန်တော်တို့စတွေ့တဲ့နေ့ကကောင်မလေးကနူးညံ့ပြီးရှက်တက်တယ်။ရှင်ကသခင်မလေးအတွက်အလုပ်လုပ်ပေးတယ်လို့ကြားတယ်။အယမ်းမိုက်တာပဲတဲ့။ကျွန်တော်လည်းတကယ်ကိုစိတ်အေးလက်အေးဖြစ်သွားပြီးပြုံးလိုက်မိတယ်။တကယ်ပြောတာလား။ကျွန်တော်ကအလုပ်ထွက်ဖို့စဉ်းစားနေတာ။အဲ့ဒီနောက်စက္ကန့်ပိုင်းလေးအတွင်းမှာပဲစားတောက်ဆိုင်ရဲ့မှန်တကားကိုကန်ဖွင့်လိုက်တယ်။နင့်ကိုဘသူကအလုပ်ထွက်ခွင့်ပေးလို့လဲ။နင့်ကိုဘသူကဒိတ်လုပ်ခွင့်ပေးလို့လဲ။ငါနင့်ကို10နှစ်တောင်အနားမှာထားခဲ့တာ။ငါကိုထားခဲ့ပြီးတခြားတစ်ယောက်စီသွားဖို့နင်ဘလို့တောင်အတင့်ရဲရတာလဲ။ကျွန်တော်နာမည်ကဂျက်ပါ။ကျွန်တော်က Miss Lucy ရဲ့ကိုရံတော်တစ်ယောက်ပါ။ဒီနေ့ကကျွန်တော်ရဲ့အသက်30ပြည့်မွေးနေ့ဖြစ်ပြီးသူမကိုအနှောက်အယှက်ပေးဖို့ကြိုးစားတဲ့အရက်မူးနေတဲ့တထေးသား2ယောက်ကိုခုလေးတင်ရှင်းလင်းခဲ့တယ်။ဂျက် Miss Lucy ကမင်းဒီညအလုပ်ကြိုးစားတဲ့အကြောင်းပြောတယ်။မင်းရဲ့ bonus ကိုလွှဲပေးလိုက်ပြီးစစ်ကြည့်ဖို့မမေ့နဲ့အောင်ဘုံ screen ပေါ်ကရှည်လျားလာတဲ့တုံးညတွေကိုကြည့်ပြီးရုတ်တရက်အဲ့ဓာတွေကဘာအတိတ်ပဲမှမရှိဘူးလို့ခန်းစားလိုက်ရတယ်။ပြီးတော့ကျွန်တော်ဖုန်းထပ်မြည်လာတယ်။အဲ့ဒါက Miss Lucy ကိုယ်တိုင်ဖုန်းခေါ်နေတာပဲဖြစ်တယ်။ဂျက်နင်အဲ့ဒီအယူနှစ်ကောင်ကိုရှင်းလိုက်ပြီလားမရှင်းရသေးဘူးလား။တကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စရာပဲ။သူတို့ကငါရဲ့အလှအပအိတ်ဆက်ချိန်ကိုလုံးဝဖျက်ဆီးပစ်တာပဲ။ဒီနေ့လေဘူဂါရီမိတ်ဆက်ပွဲကိုနင်ငါနဲ့လိုက်ခဲ့ရမယ်။ကျွန်တော်စက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားတယ်။မီလူစီဒီနေ့ကကျွန်တော်မွေးနေ့ပါ။ကျွန်တော်နေ့လယ်ပိုင်းခွင့်ယူလို့ရမလား။မိဘတွေကိုတင်းချိုင်းမှာသွားကြော့ချင်လို့ပါ။ဂျက်နင်တကယ်ပြောနေတာလား။နင်မိဘတွေတည်သွားတာနှစ်တွေတောင်ကြာနေပြီကို။သူတို့တင်းချိုင်းကမျက်တွေတောင်ခုဆို10ပေလောက်ရှည်နေလောက်ပြီ။အဲ့ဒီမှာဘာသွားကြည့်စရာရှိလို့လဲ။သူနှခါမစင်းစားပဲဖုန်းချသွားတယ်။ကျွန်တော်ဖုန်းကိုလက်ထဲမှာကင်ထားရင်းဖုန်းပြတ်သွားတဲ့အတန်ကိုနားထောင်ပြီးဖုန်းကိုဖြည်းဖြည်းချင်းချလိုက်တယ်။မှန်ထဲကလူကအသက်30ရှိနေပြီဖြစ်ပြီးညာဘက်မျက်လုံးထောင်းကနေနှထင်အထိကြောက်စရာကောင်းတဲ့အမာရွတ်ကြီးတစ်ခုရှိနေတယ်။လွန်ခဲ့တဲ့3နှစ်ကလူစီအတွက်ကွဲနေတဲ့ပလင်းနဲ့အထိုးခံလိုက်ရလို့အဲ့ဒီအမာရွတ်ရခဲ့တာပဲဖြစ်တယ်။အဲ့ဒီတုန်းကသူမလန့်ပြီးអော်ခဲ့တယ်။ကျွန်တော်ကြောင့်မဟုတ်ပဲသူမဂါဝင်မှာသွေးနှစ်ဆက်ဆွန်းသွားတာကိုမြင်လိုက်ရလို့ပါ။ယွန်းစရာကောင်းလိုက်တာ။ဒီဂါဝင်က limited edition designer ချုပ်ဂါဝင်ဟဲ့။နင်းရဲ့3လစာနဲ့တောင်ရောပေးလို့ရမှာမဟုတ်ဘူး။ဂျက်ကို bonus 9သိန်းပေးလိုက်ကျွန်တော်မျက်နှာပေါ်ကအမာရွတ်ရောအဲ့ဒီဂါဝင်ရောနှစ်ခုစလုံးကိုဈေးနှုန်းတစ်ခုနဲ့ဖြတ်လိုက်တယ်လို့ပဲအဲ့ဒီမနက်ကကျွန်တော်တုတ်တန်မှာ2နာရီလောက်နေခဲ့တယ်အမေတို့သာတက်ရှိထင်ရှားရှိနေသေးရင်ကျွန်တော်ကိုအိမ်အောင်ပြုတ်ဖို့ကလေးယူဖို့နဲ့တာမန်ဘဝလေးမှာအေးအေးချမ်းချမ်းနေဖို့တိုက်တွန်းနေလောက်ပြီးအဲ့ဒီနေ့လေဘူဂါရီပွဲမှာလူစီကအခန်းထဲမှာလိပ်ပြလေးတစ်ကောင်လိုရှောက်သွားနေပြီးကျွန်တော်ကတော့သူ့အနောက်ကကတ်လိုက်ရင်သူ့အနားလာတဲ့လူတိုင်းကိုစောင့်ကြည့်နေခဲ့တယ်TikTok ဆယ်လီတယောက်ကသူ့ကိုစကားလာပြောဖို့ကြိုးစားတော့ကျွန်တော်ဝင်ပိတ်ပင်လိုက်ရတယ်သူကကျွန်တော်ကိုစူးစူးဝါးဝါးကြည့်တယ်မင်းကဘာကောင်မို့လို့လဲလူစီကပြုံးလိုက်တယ်သူကငါခွေးလေအရန်တစ္ဆာရှိတာသူ့ကိုဂယုဆိုင်မနေနဲ့ကျွန်တော်တို့နားကလူတွေအကုန်လုံးဝိုင်းရည်ကြတယ်ကျွန်တော်ကမျက်နှာသေးနဲ့ပဲကြံရစ်ခဲ့တယ်ဂျက်ကိုမစ်လူစီကခွေးလို့ထက်ခေါ်ပြန်ပြီးဟဲ့သူအခုဆိုရိုးနေလောက်ပြီပေါ့လုံးဝကိုရိုးနေလောက်ပြီည7 နာရီလောက်မှာအရက်မူးနေတဲ့လူစီကိုအိမ်တော်စီပြန်ခေါ်လာခဲ့တယ်ဂျက်ငါရေးစားတယ်Cloud Peak မင်းနာကရေဘူးစမ်းလက်ဖက်ရည်တောက်ချင်တယ်ကျွန်တော်နာယီကိုကြည့်လိုက်တယ်မစ်လူစီ Cloud Peak မင်းနာကစင်ချေဖုံးမှာအဝေးကြီးပဲအသွားအပြန်အနည်းဆုံး2နာရီလောက်ကြာမယ်ပြီးတော့သူတို့ကမနက်1နာရီဆိုပိတ်ပြီးငါတောက်ချင်တယ်အခုသွားမသွားရင်နင့်ကိုအလုပ်ထုတ်လိုက်မယ်ကားကိုတိတ်တဆိတ်ပဲနောက်ပြန်လှည့်လိုက်ပြီးအဲ့ဒီကိုမောင်းသွားခဲ့တယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပဲဆိုင်ကပိတ်နေပြီးညဆိုင်ဝန်ထမ်းတွေကိုတော်တော်ကြာအောင်တောင်းပန်ပြီးမှနောက်ဆုံးကြံတဲ့ရေဘူးစမ်းလက်ဖက်ရည်တအိုးကိုဝယ်လို့ရခဲ့တယ်အတက်နိုင်ဆုံးနှွေးနေအောင်ဂယုစိုက်ပြီးအိမ်တော်ကိုပြန်ယူလာပေမဲ့ Miss Lucy ကအိပ်ပျော်နေပြီဖြစ်တယ်။လက်ဖက်ရည်ကိုကင်ပြီးသူ့အိတ်ခမ်းအပြင်ဘက်မှာရက်နေရင်ကော်စောပေါ်ဖြည်းဖြည်းချင်းချထားခဲ့တယ်။နောက်တစ်နေ့မှကျွန်တော်နားရက်ရတယ်။ဒိတ်လုတ်တဲ့ website ကစီစဉ်ပေးထားတဲ့ coffee ဆိုင်ကိုတိတ်တဆိတ်သွားခဲ့တယ်။သူမနာမည်ကအန်နာဖြစ်ပြီးမူလာရန်ပြဆရာမတစ်ယောက်ဖြစ်တယ်။သူမကချိုတာပြီးစကားပြောညင်တာတယ်။အတန်လေးကလည်းနူးညံ့တယ်။ကဲ Mr. Jet ရှင်အလုပ်ကိုင်ကပါလဲ။ကျွန်တော်ခဏလောက်တွေ့ဝေသွားတယ်။ကျွန်တော်ကအခုလောလောဆယ်ပုဂ္ဂလိကလုံခြုံရေးအတိုင်ပင်ခံလုပ်နေပါတယ်။ဝေါင်းမိုက်တာပဲရှင်အမြဲတမ်းအလုပ်များနေတာလားအရန်ကိုများတယ်အချိန်ပြည့်အသင့်နေထားမှရှိနေရတယ်ဟုတ်တယ်စားတောက်ဖို့အတွက်ရုန်းကန်ရတာမလွယ်ဘူးနော်ကျမကအတန်းတက်မဲ့ကလေးတွေကိုစာတင်နေရတော့အမြဲတမ်းအလုပ်နောက်ကျမှပြီးတယ်ကျွန်တော်တို့တကယ့်ကိုအဆင်ပြေခဲ့တယ်ကျွန်တော်မိဘတွေငငယ်ရွယ်ရွယ်နဲ့ဆုံးပါသွားတယ်လို့ကြားတော့သူမမျက်လုံးထဲမှာကိုချင်းစာတဲ့အရေးအယောင်တွေတွေ့လိုက်ရတယ်သူမအပြုံးကိုမြင်လိုက်ရတော့ကျွန်တော်ရင်ထဲမှာအေးခဲနေတဲ့အရာတစ်ခုကနောက်ဆုံးတော့အရေးပျော်ကျလာတယ်နောက်တစ်ပတ်ထပ်တွေ့ကြဖို့သဘောတူခဲ့ပြီးကျွန်တော်စိတ်တွေနည်းနည်းပေါ့ပါသွားတယ်လို့ခံစားရတယ်
ဒါပေမဲ့ကော်ဖီဆိုင်ထဲကထွက်လိုက်တာနဲ့ကျွန်တော်ဖုန်းကတရဇက်မြည်လာတယ်ဖုန်းကင်လိုက်တာနဲ့လူစီကအော်ဟစ်နေတယ်ဂျက်နင်ဘယ်ကိုရောက်နေတာလဲအခုချက်ချင်း Starlight Plaza ကိုရောက်အောင်လာခဲ့10မိနစ်အတွင်းရောက်အောင်မလာနိုင်ရင်နင်မနဲ့ဖြန်အလုပ်ဆင်းစရာမလိုတော့ဘူးကျွန်တော်သွားကြိတ်ပြီးအငှားကားတစ်စီးငှားစီးသွားလိုက်တယ် Starlight Plaza ရဲ့ဇိမ်ခံပစ္စည်းတွေရောင်းတဲ့အထက်မှာလူစီကအယောင်စရေးမလေးကိုငောက်ငန်းနေတယ်ဒါကဘလို့အမိုက်ဆိုင်လဲငါလိုချင်နေတဲ့အိတ်ကိုဘာလို့တခြားလူကိုရောင်းလိုက်ရတာလဲစာရေးမလေးကအခက်တွေ့နေပြီး Miss Lucy ဒီအိတ်ကိုအဲ့ဒီအမျိုးသမီးကကြိုးပြီး order တင်ထားတာပါငါဘာတူလဲဆိုတာနင်သိရလားဒီဒီဇိုင်လုံးကိုငါပိတ်လိုက်လို့ရတယ်ဂျက်ငါလိုချင်နေတဲ့အိတ်ကိုသူယူသွားတယ်အဲ့ဒါကိုပြန်ယူပေးစမ်းအဲ့ဒီအမျိုးသမီးကထိတ်လန့်သွားတယ်ကျမဒီအိတ်ကိုလွန်ခဲ့တဲ့တစ်လကလေးကကြိုမာထားတာပါကျမသမီးအတွက်မွေးနေ့လက်ဆောင်ပါ Miss ဂျေဇူးပြုပြီးအများပြည်သူရှေ့မှာဆင်ဆင်ခြင်ခြင်ပြုမှုပါလူစီကကျွန်တော်ကိုရက်ဆက်တဲ့အကြည့်နဲ့ကြည့်တယ်နင်းကဘသူ့ဘက်ကလည်းငါနင်းကို10နှစ်လောက်မွေးထားတာခွေးတောင်မှဘသူကအစာကျွေးလဲဆိုတာသိတယ်နောက်ဆုံးတော့စိုင်းမန်နေဂျာဝင်လာပြီးလူစီအတွက်နောက်ထပ်အိတ်တစ်လုံးအော်ဒါမှာပေးမယ်လို့ကတိပြုခဲ့တယ်အဲ့ဒီတော့မှသူနည်းနည်းငြိမ်သွားပြီးကျွန်တော်လက်မောင်းကိုဆွဲပြီးထွက်လာခဲ့တယ်ကားထဲမှာတစ်ချိန်လုံးသူကအေးဆက်ဆက်နေတယ်ပြီးတော့ရုတ်တရက်ကျွန်တော်ဖုန်းကိုလူယူလိုက်တယ်နင်းရဲ့နားရက်မှာဘယ်အရာကအရေးကြီးနေလဲဆိုတာကြည့်ရသေးတာပေါ့သူကကျွန်တော်ဖုန်းစခရင်ကိုလော့ခွင့်လိုက်တယ်ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွားတယ်ကျွန်တော်ပြန်လူယူဖို့စူးစမ်းပေမဲ့အရန်နောက်ကျသွားတယ်အန်နာနဲ့ကျွန်တော်တို့စကားပြောထားတာတွေရဲ့ကျွန်တော်တို့တွေ့ဆုံမဲ့အကြောင်းဒိတ်လုပ်တဲ့ website ကပို့ထားတဲ့သတိပေးချက်ကိုသူမှမြင်သွားတယ်ကားထဲကလေတူးကအေးခဲသွားတယ်ဂျက်နင်က blind date တွားဖို့တောင်တက်တိရှိနေတာလားကျွန်တော်ကားစတီယာရင်ကိုစုပ်ကင်ထားလိုက်တာလက်တွေပါနားလာတယ်မစ်လူစီကျွန်တော်အသက်30ရှိပြီမိသားစုတစ်ခုလိုချင်တာပုံမှန်ပါပဲမိသားစုနင်ကမိသားစုတစ်ခုပိုင်ဆိုင်ခွင့်ရှိတယ်လို့ဘာလို့ထင်နေတာလဲနင်ကငါအပိုင်ပဲနင့်ကိုငါအနားမှာမထားရင်နင်ကဘာကောင်မှမဟုတ်ဘူးမစ်လူစီကျွန်တော်ကခမရရဲ့ဝန်ထမ်းတစ်ယောက်ပါစာချုပ်တက်တန်းပြည့်ရင်ကျွန်တော်အလုပ်ထွက်ဖို့စီစဉ်ထားတယ်အလုပ်ထွက်မယ်ဒိတ်လုပ်မယ်ဂျက်အိမ်မက်မနေစမ်းပါနဲ့နင်ငါအပေါ်တင်နေတဲ့အကျွေးတွေကိုဒီတသက်ဘယ်တော့မှပြန်ဆက်နိုင်မှာမဟုတ်ဘူးငါခွင့်ပြုချက်မပါရင်နင်ဘဲမှသွားလို့မရဘူးအဲ့ဒီနေ့ကစပြီးကျွန်တော်အိမ်အကျယ်ကျုပ်ကြတယ်လို့ဖြစ်သွားတယ်မြေအောက်ခန်းမှာပြတင်းပေါက်မရှိတော့နေလားညလားတော့မသိရဘူးခေါင်းပေါ်မှာအဝါရောင်မှိန်ပြမီးသီးတစ်လုံးပဲရှိတယ်ဘယ်နှစ်ရက်လောက်ပိတ်လောင်ခံထားရလဲဆိုတာတော့မသိတော့ဘူးနေ့တိုင်းလူတစ်ယောက်ကအစားအသောက်လာပို့ပေးပြီးအဲ့ဒါကအမြဲတမ်းအေးဆက်နေတဲ့အစားအသောက်အကျွင်းကြံတွေပဲ3ရက်မြောက်ညမှာမြေအောက်ခန်းတကာပွင့်လာပြီးလူစီဝင်လာတယ်သူနည်းနည်းမူးနေပုံရတယ်ကဲနင်မှားသွားပြီဆိုတာသိသွားပြီလားမစ်လူစီကျွန်တော်မမှားပါဘူးကျွန်တော်အိမ်တော်ပြုတ်ကျင်ုံတက်တက်ပါအဲ့ဒီစကားကအကြောင်အမီးကိုအနှင်းခံလိုက်ရတယ်လို့မျိုးသူ့ကိုဒေါသထွက်သွားစေတယ်အိမ်တော်ပြုတ်မယ်ဘယ်သူနဲ့လဲအဲ့ဒီမူလာတန်းပြဆရာမနဲ့လားငါတခုပြောပြမယ်မနေ့ကငါလူတယောက်သူ့เจ้าကိုလွှတ်လိုက်တယ်သူနင်းကိုထပ်တွေးဖို့လုပ်ရင်သူ့အလုပ်ပြုတ်ပြီးလို့သာမှတ်လူစီခမားကျွန်တော်ကိုကြိုက်တယ်လို့လုပ်နိုင်တယ်ဒါပေမဲ့သူ့ကိုတော့မထိခိုက်ပါနဲ့နင်းကသူ့အတွက်ငါ့ကိုအတန်ကျဲကျဲနဲ့ပြောရဲတယ်ပေါ့ဂျက်ငါနင်းကို10နှစ်လုံးလုံးမွေးလာတာဒါတောင်မှနင်းကရက်ပိုင်းလောက်ပဲတီးတဲ့မိန်းမတယောက်လောက်ကိုအေးမပါဘူးလို့ပြောချင်တာလားငါနင်းကိုဒိတ်လုတ်ခွင့်ပေးမယ်ထင်နေလားအိမ်တောင်ပြုတ်ခွင့်ပေးမယ်ထင်နေလားနင်းကငါအပိုင်ပဲသူမမောသွားတဲ့အထိအော်ဟစ်ခိုင်းထားလိုက်တယ်ပြီးတော့မှနောက်ဆုံးပြောလိုက်တယ်မစ်လူစီအချိန်10နှစ်ရှိသွားပြီကျွန်တော်ခမရအတွက်3ချိန်တောင်ဓာတ်ထိုးခံခဲ့ရတယ်ခမရပေးတဲ့ငွေတစ်ပြားမှအလဟတ်မသုံးခဲ့ဘူးအကုန်လုံးကိုကျွန်တော်စုထားတယ်ကျွန်တော်ဘဝကိုပြန်ဝယ်ဖို့မလုံလောက်ဘူးလားသူအေးခဲသွားတယ်သူ့မျက်လုံးတွေပြူးကျဲသွားပြီးကျွန်တော်ကိုပထမဆုံးအကြိမ်မြင်ဘူးသလိုမျိုးကြည့်နေတယ်အတန်ကြာတိတ်ဆိတ်သွားပြီးနောက်ရုတ်တရက်သူရေချလိုက်တယ်ဂျက်နင်းကိုငါရှင်းရှင်းပဲထပ်ပြောမယ်ဘယ်တော့မှလုံလောက်မှာမဟုတ်ဘူးငါအပေါ်တင်နေတဲ့အကျွေးတွေကနင်းနောက်ဘဝအထိဆက်လို့ကုန်မှာမဟုတ်ဘူးအဲ့ဒီအန်နာကကြောင်ချမ်းမူလာတန်းကျောင်းကဘာသာစကားတင်တဲ့ဆရာမမလားသူမိဘတွေကမြို့အနောက်ဘက်ကရက်ကွက်အဟောင်းမှာနေတာမလားလူစီသူ့ကိုမထီးနဲ့ဒါကနင်းရွေးချယ်မှုအပေါ်မှာမူတည်တယ်ငါရဲ့တစ္ဆာအရှိဆုံးခွေးအဖြစ်ဆက်နေမလားဒါမှမဟုတ်သူ့တမိသားစုလုံးနင်းကြောင့်ဒုက္ခရောက်တာကိုနင်းကြည့်မလားတေချာဆုံးဖြတ်ပြီးတော့သူလှည့်ထွက်သွားတယ်ကျွန်တော်လေပင်ကနာကျင်မှုတွေနဲ့ပူလောင်နေပြီးအမောင်ထဲမှာပုံကျသွားတယ်ဒါပေမဲ့အဲ့ဒီနာကျင်မှုကကျွန်တော်ရင်ဘတ်ထဲကစိတ်ပြက်အားငယ်မှုလောက်တော့မပြင်းထန်ပါဘူး၄ရက်မြောက်နေ့မနက်မှာမြေအောက်ခံတကာထပ်ပွင့်လာတယ်ဒီတစ်ခါရောက်လာတာကလူစီရဲ့အတွင်းရေးမှုပဲသူမကမနက်စာအပြည့်စုံနဲ့ဆေးတစ်တာတစ်လုံးယူလာတယ်ဂျက်မနက်စာစားလိုက်အောင်မစ်လူစီကမင်းကိုတန်ရှင်းရေးလုပ်ပြီးဒီနေ့လေသူနဲ့အတူမြင်းဆောင်ကိုတွားဖို့အစင်သင့်ဖြစ်နေစေခြင်းနဲ့သူကျွန်တော်ကိုတကယ်ပဲပြန်လွှတ်ပေးလိုက်တာလားမစ်လူစီကမင်းတေချာစဉ်းစားပြီးမှားတဲ့အကြောင်းဝန်ခံရင်ပြီးတော့ဒိတ်လုတ်တာဒါမှမဟုတ်အိမ်တောင်ပြုတ်မဲ့အကြောင်းနောက်ဘယ်တော့မှထပ်မပြောတော့ဘူးဆိုရင်ဒီကိစ္စတွေတခုမှမဖြစ်ခဲ့သလိုဟန်ဆောင်ပေးမယ်လို့ပြောတယ်လူစီရဲ့ကိုရန်တော်ခေါင်းဆောင်အဖြစ်မင်းဆက်ရှိနေမှာဖြစ်ပြီးလာစာကိုလည်း2ဆတိုးပေးလိမ့်မယ်ကျွန်တော်ညင်းမယ်ဆိုရင်ရောဂျက်ဘာလို့ဒီလောက်တောင်ခက်ခဲအောင်လုပ်နေရတာလဲမစ်လူစီရဲ့ဒေါသကိုမင်းသိသားပဲမနေ့ကသူတကယ်ပဲအနာချောင်းကိုလူလွတ်ခဲ့တာသူတို့ဘာမှတော့မလုပ်ခဲ့ပေမဲ့တတိပေးခဲ့မယ်ဆိုတာကတော့သိကြတယ်မင်းသူ့ကိုနိုင်မှာမဟုတ်ဘူးအရှုံးပေးလိုက်ပါဘာပဲဖြစ်ဖြစ်မင်းတို့ကြားမှာ10နှစ်ဆိုတဲ့အချိန်ရှိခဲ့တာပဲ10နှစ်ဟုတ်တယ်10နှစ်
ကျွန်တော်သူ့နားမှာတစ္ဆာရှိတဲ့ဂျိုဒုလေးတစ်ခုလိုလှည့်ပတ်နေခဲ့ပြီးကိုပိုင်ဘဝလေးကိုလိုချင်ခွင့်ရှိတယ်ဆိုတာကိုမေ့နေခဲ့တယ်။အဲ့ဒီနေ့လယ်မှာကျွန်တော်ကရေချိုးအဝတ်စားအတန့်လေးဝတ်ပြီးဆုံးဖြတ်ချက်ချခဲ့တယ်။ Miss Lucy အရင်ကြွပါ။သူမကတချင်းလေးညီရင်စိတ်အခြေအနေအရန်ကောင်းနေတဲ့ပုံနဲ့ကားပေါ်တက်သွားတယ်။နင်းငါ့ကိုထားမသွားရဘူးဆိုတာငါသိပါတယ်။ဒီညနင်းငါနဲ့အလှပွဲတစ်ခုကိုလိုက်ခဲ့ရမယ်။လေလံပွဲလည်းရှိတယ်။နင်းတစ်ခုခုလိုချင်ရင်ငါနင်းအတွက်လေလံဆွဲပေးမယ်။ဒီတစ်ချိန်တော့သူ့လေတံကနူးညံ့နေတယ်။ကျွန်တော်ခေါင်းငုံထားပြီးဘာမှပြန်မပြောခဲ့ဘူး။မြင်းစည်းကွင်းမှာနေကပူနေပြီးလူစီကသူ့မြင်းကိုပတ်စည်းနေတယ်။ငါမြင်းကိုလမ်းလျှောက်ပေးလိုက်အောင်။ဒီနေ့သူနည်းနည်းစိတ်ဆက်နေတယ်လို့ပဲဂယုဆိုင်အောင်ကျွန်တော်မြင်းကို2ပတ်လောက်ဆွဲသွားပြီးမြင်းထင်းစီကိုလွှဲပေးမလို့လုပ်နေတော့ရုတ်တရက်အဝေးကနေပောက်ကွဲတံတစ်ခုကိုကြားလိုက်ရတယ်။မြင်းကကျွန်တော်လက်ထဲကဇက်ကြိုးကိုယုံထွက်ပြီးလူစီစီကိုတန်းတန်းမတ်မတ်ပြေးသွားတယ်။မြင်းကလူစီကိုဝင်တိုက်တော့မလို့လုပ်နေတော့ကျွန်တော်အလင်းအမြန်ပဲပြေးသွားပြီးသူမကိုတွန်းဖယ်လိုက်တယ်။ပြီးတော့လေးလံတဲ့မြင်းခွာကကျွန်တော်ရင်ဘတ်ကိုစောင့်ကန်လိုက်တယ်။ကျွန်တော်နံရိုးတွေကျိုးသွားတဲ့အတန်ကိုကြားလိုက်ရပြီးတကိုယ်လုံးနာကျင်သွားတယ်။ဂျက်နင်သေးလို့မရဘူးနော်။ငါပြောတာကြားလားနင်းကိုငါသေးဖို့ခွင့်မပြုဘူး။နင်းသားသေးသွားရင်အန်နာရဲ့မိသားစုကိုပြန်ပေးဆက်ရအောင်လုပ်ပစ်လိုက်မယ်။ကျွန်တော်လဲတတိလစ်သွားတယ်။ပြန်တတိရလာတော့ဆေးရုံက VIP အခန်းထဲမှာရောက်နေပြီးရင်ဘတ်မှာလဲပတ်တီးတွေအထက်ထက်စီးထားတယ်။နည်းနည်းလေးအသက်ရှူလိုက်တာနဲ့တောင်ချွေးစေးတွေပြန်လာတယ်။နင်းနိုးလာပြီလား။နင်းကတကယ်ပဲအတုံးမကြတာလားဘာလဲ။မြင်းတစ်ကောင်ကိုတောင်နိုင်အောင်မထိန်နိုင်ဘူးလား။ငါနှင်းကြောင်မြင်းအနှင်းခံရတော့မလို့ကျွန်တော်ပါဇက်ကိုအတင်းဟလိုက်တယ်။ကျွန်တော်လေချောင်းတွေ6တွေ့ပြီးပူလောင်နေတယ်။ Miss အဆင်ပြေရဲ့လား။ငါကဘာလို့အဆင်မပြေရမှာလဲ။နံရိုး3ချောင်းကျိုးတာကနင်းလေ။ဆရာဝန်ကနင်းအနည်းဆုံး3လလောက်လှဲနေရမယ်လို့ပြောတယ်။ Jet နင်းတမင်တကာလောက်တာလား။တနာစရာကောင်းအောင်လုပ်ပြပြီးငါ့ကိုစိတ်မကောင်းဖြစ်အောင်လုပ်နေတာလား။ဆရာဝန်ကနင်းသားနာရီဝက်လောက်နောက်ကျပြီးရောက်လာရင်အသက်အန္တရာယ်ရှိတယ်လို့ပြောတယ်။အဲ့ဒီမြင်းခွာကနင်းနှလုံးကိုနင်းမိဖို့2စင်တီမီတာလောက်ပဲလိုတော့တယ်။နင်းကန်ကောင်းသွားတယ်မှတ်ပါ။ဟုတ်ပါတယ်ကျွန်တော်ကန်ကောင်းပါတယ်။မင်းအတွက်ဒဏ်ရာတွေကို10နှစ်လုံးလုံးခံလာခဲ့တာ။ဒီမင်းကတော့ကျွန်တော်ကိုမခေါ်ချင်သေးဘူးထင်တယ်။ကျွန်တော်စကားကသူ့ကိုထိသွားတယ်လို့ပဲသူ့မျက်နှာကြက်တည်သွားတယ်။ဂျက်နင်းဘသူ့ကိုလာရွက်နေတာလဲ။ငါ့ကိုကယ်ဖို့ကနင်းတာဝန်ပဲမဟုတ်ဘူးလား။သူတကားကိုစောင့်ပိတ်ပြီးထွက်သွားတယ်။ကျွန်တော်လဲတပ်ပြင်းကိုဖြည်းဖြည်းချင်းချလိုက်တယ်။ကျွန်တော်ဖုန်းကိုသူရိုက်ခွဲပစ်လိုက်ပြီးဆိုတော့အန်နာဘလို့နေလဲဆိုတာကျွန်တော်မသိတော့ဘူး။အဲ့ဒီညမှာလူစီပြန်လာတယ်။သူအရက်မူးနေတယ်။ဂျက်ငါတောင်းပန်ပါတယ်။ငါတမင်ပြောတာမဟုတ်ပါဘူး။ငါလန့်သွားလို့ပါ။သူ့အတန်ကငိုတန်ပါနေတယ်။ဒီနေ့နေငါ့ကိုတွန်းထုတ်လိုက်တာကလွန်ခဲ့တဲ့10နှစ်ကလမ်းကြားထဲမှာဖြစ်ပျက်ခဲ့တယ်လို့မျိုးပဲ။ဒါပေမဲ့ဒီတစ်ခေါက်တော့နေငါဘာမှမလှုပ်ရှားပဲလဲနေခဲ့တယ်။ငါနင့်နာမည်ကိုဘလောက်ပဲခေါ်နင်းနိုးမလာခဲ့ဘူး။နင်းတကယ်တည်သွားပြီလို့ငါထင်ခဲ့တယ်။ကျွန်တော်သူ့ကိုတိတ်တဆိတ်ကြည့်နေလိုက်တယ်။10နှစ်ဒါကသူကျွန်တော်ကိုပထမဆုံးအကြိမ်တောင်းပန်ဘူးတာပဲ။ဒါပေမဲ့ကျွန်တော်ဘက်ကဘာခံစားချက်မှမရှိတော့ဘူး။ Miss ခမညာမူးနေပြီ။ငါမမူးဘူးဂျက်။ကျေးဇူးပြုပြီးအလုံးမထွက်ပါနဲ့နော်။အဲ့ဒီ blind date ကိုမသွားပါနဲ့။ငါနင့်ကိုဒေါသမထွက်တော့ပါဘူး။ငါနင့်ကိုလစာတိုးပေးမယ်။နင်ဘာလို့ချင်းလဲပြောငါပေးမယ်။ကျေးဇူးပြုပြီးထွက်မသွားပါနဲ့။ဒီနေ့ကစပြီးနင်ပြောသမျှငါအကုန်လုပ်ပါမယ်။ Miss ကျွန်တော်ပင်ပန်းနေပြီ။10နှစ်ဆိုတဲ့အချိန်ကလုံလောက်နေပါပြီ။ကျွန်တော်ကိုလွှတ်ပေးပါတော့။နင်ကအဲ့ဒီလောက်တောင်ထွက်သွားခြင်းနေတာလား။အဲ့ဒီမူလာတန်းပြဆီယာမအတွက်လား။သူကဘာတွေများအဲ့ဒီလောက်ကောင်းနေလို့လဲ။ငါနဲ့ပဲနေစမ်းပါ။နင်ဘာလို့ခြင်းလို့လဲ။မဟုတ်ဘူးသူကကျွန်တော်ကိုတိတ်ခါရှိရှိဆက်ဆံပေးတယ်။အဲ့ဒါဆိုငါကနင့်ကိုတိတ်ခါရှိရှိမဆက်ဆံဘူးပေါ့။ဂျက်ရင်ဘတ်ပေါ်လက်တင်ပြီးစဉ်းစားကြည့်။လွန်ခဲ့တဲ့10နှစ်အတွင်းမှာငါကနင့်ကိုဘယ်တော့မှမကောင်းမကန်းဆက်ဆံဘူးလို့လဲ။ငါနင့်ကိုအဆင့်မြင့်တဲ့နေရာတွေခေါ်သွားတယ်။အဝတ်အစားအကောင်းတွေဝယ်ပေးတယ်။ကားအမြင့်တွေကြီးစီးခိုင်းတယ်။ဒါပေမဲ့ကျွန်တော်ကခမားရဲ့ကိုရံတော်ခမားမိသားစုရဲ့ခွေးတကောင်ပဲလေ။နင်ကတိတ်ခါလိုချင်တာပေါ့ဟုတ်လား။ငါတခုလောက်ပြောပြမယ်။ငါတို့မိသားစုရဲ့ကြောထောက်နောက်ခံမရှိရင်နင်ကဘာကောင်မှမဟုတ်ဘူး။နင်ကအထက်တန်းမဲ့အောင်ထားတဲ့တရိษံဆရာဝန်တယောက်မှန်းသာသိရင်အန်နာကနင့်ကိုလိုချင်ပါမလား။သူကဘာကိုမမောနေတာလဲ။နင်မျက်နှာပေါ်ကအမာရွတ်ကိုလားဒါမှမဟုတ်နင်အသက်ဆွန့်ပြီးရှာထားတဲ့ပတ်စံကိုလား။ကျွန်တော်ဆေးရုံမှာလောက်ဝက်လောက်နေခဲ့ရတယ်။လူစီတခါမှရောက်မလာခဲ့ဘူး။ဒါပေမဲ့သူ့အတွင်းရေးမှုကိုနေတိုင်းအားစေးတွေလာပို့ခိုင်းတယ်။တတိယအပတ်ရောက်တော့ကျွန်တော်ကတင်ပေါ်ကနေထနိုင်သွားတယ်။သူနာပြုတွေအလစ်မှာကျွန်တော်ဆေးရုံကနေခိုးထွက်လာခဲ့တယ်။ဟယ်လိုအန်နာဖုန်းကင်တယ်။သူ့အတန်ကအရန်ပင်ပန်းနေပုံရတယ်။ကျွန်တော်ဂျက်ပါစက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားတယ်။သူ့လေတန်ကသစိမ်းဆန်သွားတယ်။မစ္စတာဂျက်ဘာကိစ္စများရှိလို့လဲ။ Sorry ပါ။ကျွန်တော်ခဏလောက်အဆက်အသွယ်ပြတ်သွားတယ်။ကျွန်တော်ဆေးရုံတက်နေရလို့ကျမသိပါတယ်။ရှင်အလုပ်ရှင်ကကျမကိုပြောပြတယ်။လူစီမင်းကိုလာတွေ့သွားတာလား။သူမင်းကိုချင်းချောက်သွားသေးလား။မစ္စတာဂျက်ကျမတို့ဆက်ပြီးအဆက်အသွယ်မလုပ်သင့်တော့ဘူးလို့ထင်တယ်။ကျမကတာမန်ဆီယာမတစ်ယောက်ပါ။အေးချမ်းပြီးတည်ငြိမ်တဲ့ဘဝလေးပဲလိုချင်တယ်။အဲ့ဒီလိုမျိုးချမ်းသာတဲ့မိသားစုရဲ့ပြဿနာတွေထဲကျမဝင်မပါခြင်းဘူး။နှုတ်ဆက်လိုက်ပါတယ်။ကျွန်တော်ဖုန်းကိုကင်ထားရင်အကြာကြီးရက်နေမိတယ်။ဆေးရုံကိုအပြန်လမ်းမှာဖုန်းဆိုင်တစ်ခုကိုဝင်ပြီးဖုန်းအသစ်တစ်လုံးနဲ့ SIM ကတ်တစ်ခုဝင်ဝယ်ခဲ့တယ်။ဖုန်းကိုဖွင့်လိုက်တာနဲ့လူစီစီကစာဆယ်ဆောင်ဝင်လာတယ်။နင်တကယ်ပဲဆေးရုံကနေခိုးထွက်သွားတာလား။အခုချက်ချင်းပြန်လာခဲ့မလာရင်နင့်ရဲ့ဆေးဘိုးတွေအကုန်ဖြတ်ပစ်မယ်
နောက်ဆုံးစာကလွန်ခဲ့တဲ့10မိနစ်ကပို့ထားတာဂျက်နင်အဲ့ဒီမိန်းမကိုတွားတွေ့ဖို့ထွက်ပြေးသွားတာပဲကျွန်တော်စာရီအကုန်ဖြတ်ပြီးသူ့ဖုန်းနံပါတ်ကိုဘလော့ပစ်လိုက်တယ်အခန်းထဲပြန်ရောက်တော့လူစီကကျွန်တော်ကတင်ပေါ်မှာရောက်နေပြီးလူစီကကျွန်တော်ကိုတတ်ချင်နေတဲ့ရုပ်နဲ့ကတင်ပေါ်မှာထိုင်နေတယ်ကျွန်တော်သူ့ကိုလှစ်လျူရှုလိုက်တယ်ငါးနင့်ကိုမေးနေတယ်လေနင်အန်နာကိုတွားတွေ့တာမလားမိန်းမတယောက်အတွက်နင်အသက်ကိုစွန့်ပစ်တော့မလို့လားမစ္စတူအခုအနားယူဖို့လိုနေတယ်ကျွန်တော်ဘယ်သွားခမားနဲ့မဆိုင်ဘူးဝိုးကောင်းတယ်ဂျက်နင်အခုတော့အာခံရဲနေပြီပေါ့လေနင့်စာချုပ်တက်တမ်းမပြေသေးဘူးဆိုတာနင်မမေ့နဲ့စာချုပ်ဖောက်ဖျက်မှုနဲ့ငါတရားစွဲလိုက်လို့ရတယ်ကျွန်တော်မျက်လုံးမိတ်ထားလိုက်တယ်ပြီးတော့သူမကအခန်းထဲမှာခွဲလို့ရသမျှအကုန်ရိုက်ခွဲတော့တာပဲစောင့်နေလိုက်ဒီနေ့ပဲအန်နာကိုဒီမျိုးကနေထွက်ပြေးရအောင်လုပ်ပြမယ်လူစီနင်သူ့ကိုထိရဲထိကြည့်မင်းတို့မိသားစုကသူ့ကိုလက်ဖျားလေးနဲ့တောင်ထိကြည့်မင်းတို့တမိသားစုလုံးဒူးထောက်တောင်းပန်ရအောင်လုပ်ပြမယ်နင်တကယ်လုံနိုင်မယ်ထင်နေရလားနင်သူ့စီမရောက်ခင်မှာပဲနင့်နာမည်ပြတ်သွားအောင်ငါလုပ်ပြမယ်လွန်ခဲ့တဲ့10နှစ်အတွင်းမှာမင်းတို့ရဲ့ညစ်ပတ်တဲ့အလုပ်တွေကိုငါအများကြီးရှင်းလင်းပေးခဲ့တယ်ဆိုတာမင်းလည်းအသိဆုံးပဲဂျက်မိန်းမတယောက်အတွက်နဲ့နင်ငါ့ကိုချင်းချောက်နေတာလားမစ်ခွေးတောင်ကြောင်ပိတ်ရရင်ပြန်ကြိုက်တတ်တယ်ကျွန်တော်ခမရဲ့ခွေးဖြစ်လာတာ10နှစ်ရှိပြီဒါပေမဲ့အဲ့ဒါကကျွန်တော်မှသွားမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူးနင်ယူနေပြီငါအဖေကိုပြောပြပြီးနှင့်ကိုဒီမျိုးမှာဆက်နေလို့မရအောင်လုပ်ခိုင်းမယ်လုပ်လိုက်လေလွန်ခဲ့တဲ့3နှစ်ကအရက်မူးပြီးကားတိုက်ထွက်ပြေးလို့ကျွန်တော်ထောင်အကြခံပေးခဲ့တာတွေမနစ်ကအလူပွဲမှာလေးလံပစ္စည်းကိုလဲပြီးအတုလုပ်ခဲ့တာတွေအပါအဝင်သူ့ရဲ့အဖိုးတန်သမီးလေးလုပ်ခဲ့သမျှကိုအဖေဖြစ်သူပြန်ကြားရဖို့အခွင့်ကောင်းပဲသူစကားမပြောနိုင်တော့ပဲကျွန်တော်ကိုသစိမ်းတယောက်လိုစိုက်ကြည့်နေပြီးနောက်ဆုံးမှာတော့ဒေါသတကြီးနဲ့တကားကိုစောင့်ပိတ်ပြီးထွက်သွားတယ်လူစီကဒါကိုနင့်စီပေးခိုင်းလိုက်တယ်ကျမ်းမာရေးကိုပဲဂယုစိုက်ပါနားကျင်တဲ့လောက်နားပါလစာလည်းအပြည့်ရမယ်ပြီးတော့တေချာစဉ်းစားပြီးမှသူ့စီဖုံးပြန်ဆက်ပါတယ်လူစီကိုကျေးဇူးတင်တယ်လို့ပြောပေးပါဒါပေမဲ့မလိုအပ်ပါဘူးကျွန်တော်လျော်ကြေးပေးမယ်ပြီးတော့အလုပ်ထွက်စာကိုအီးမေးလ်ကနေပို့လိုက်မယ်ဂျက်နင်တကယ်ပြောနေတာလားအဲ့ဒီနေ့ကလူစီတညလုံးငိုနေခဲ့တာသူတကယ်ပဲနင့်ကိုဂယုစိုက်တာပါအမမင်းလူစီနဲ့အလုပ်လုပ်လာတာ9နှစ်ရှိနေပြီသူမင်းကိုဘယ်နှစ်ကြိမ်လောက်ရိုက်ခဲ့ဘူးလဲကို့အတွက်ပိုကောင်းတဲ့လမ်းကိုရှာစမ်းပါငါလိုမျိုး10နှစ်လောက်အချိန်မဖြုံးချင်စမ်းပါနဲ့ကျွန်တော်လူစီရဲ့အိမ်တော်နဲ့အဝေးကြီးမှာတိုက်ခန်းငယ်လေးတစ်ခုငှားလိုက်တယ်နေရာလေးကရိုးရှင်းပေမဲ့နေသားတဲ့အချိန်ဆိုရင်နှွေးထွေးတယ်တချို့အချိန်တွေမှာကျွန်တော်အန်နာကိုတတိယနေတုံးပဲလူစီပြောတာမှန်တယ်အမာရွတ်တွေအပြည့်ရှိနေတဲ့ခန္ဓာကိုယ်ကလွဲပြီးသွေးစွန်းနေတဲ့အဲ့ဒီပတ်စံတွေကသူမကိုဘာမှမပေးနိုင်ခဲ့ဘူးနှစ်ပတ်လောက်အေးအေးချမ်းချမ်းနဲ့အချိန်ကုန်သွားတယ်တညမှာကျွန်တော်အမိုက်ပစ်ဖို့အောက်ဆင်းလာတော့ခြံတကားဝမှာရင်းနှီးနေတဲ့အနက်ရောင်ပြိုင်ကားတစ်စီးကိုတွေ့လိုက်ရတယ်ကားပေါ်တက်မစ်ဘာဖြစ်လို့လဲငါဖေကနင့်ကိုတွေ့ချင်လို့တဲ့မစ္စတာတွန်ဆင်ကကျွန်တော်ကိုဘာကိစ္စရှိလို့လဲအဲ့ဒီကိုရောက်ရင်နင်သိလိမ့်မယ်စိတ်အေးအေးထားပါသူကနင့်ကိုအခက်တွေ့အောင်လုပ်မှာမဟုတ်ပါဘူးကျွန်တော်ခဏလောက်တွေးဝေသွားပြီးမှကားပေါ်တက်လိုက်တယ်ဂျက်ငါပြောင်းလဲသွားပြီလို့ပြောရင်ကောနင်မယုံဘူးဆိုတာငါသိပါတယ်ဒါပေမဲ့ငါတကယ်ပြောတာပါဒီနှစ်ပတ်အတွင်းမှာငါအများကြီးစဉ်းစားခဲ့တယ်အရင်ကငါမှားခဲ့တယ်မစ်တထေးကစာကြည့်ခန်းထဲမှာစောင့်နေတယ်မစ္စတာဂျက်လည်းရောက်နေတယ်လာခဲ့ပါငါအဖေဘာပဲပြောပြန်မပြောနဲ့ငါရှင်းမယ်ပြောစရာရှိတာကိုပဲပြောမင်းကအလုပ်ထွက်မယ်လို့ကြားတယ်လူစီကမင်းကိုဒုက္ခပေးနေလို့လားကျွန်တော်လူစီကိုတစ်ချက်ကြည့်လိုက်တယ်ဒါကကိုရေးကိုတာကိစ္စပါကျွန်တော်တခြားအလုပ်တစ်ခုလိုချင်တာပါငါအပေါ်ဒီလောက်ကြွေးဝိုက်ပြောနေစရာမလိုပါဘူးလွန်ခဲ့တဲ့10နှစ်လုံးမင်းလူစီအတွက်လုပ်ပေးခဲ့တာတွေကိုငါမြင်ပါတယ်မင်းသားမရှိရင်မနှစ်ကသူပြန်ပေးဆွဲခံရပြီးအသက်ခံရမှာပဲငါတို့မင်းအပေါ်အသက်တစ်ချောင်းအကျွေးတင်နေတယ်300နဲ့မလုံလောက်ဘူးဆိုရင်ထပ်ထည့်ပေးလို့ရတယ်မစ္စတာတွန်ဆင်ဒါကဘာသဘောလဲဒါကလျော်ကြေးငွေပဲဒီပတ်စံယူပြီးမင်းဒီမျိုးကနေထွက်သွားလိုက်ပါအဖေအဲ့ဒါအဖေဂတိပေးထားတာမဟုတ်ဘူးလေတိတ်ဆန်းငါတို့ကိုအဆက်ခွဲရတာမလုံလောက်သေးဘူးလားကိုရန်တော်တယောက်အတွက်နဲ့မင်းယူနေသလားမင်းကြောင့်ဒီမိသားစုကလူရဲစရာဖြစ်နေပြီငါပြောမယ်ချက်မင်းကလူကောင်းတယောက်ပါဒါပေမဲ့မင်းနဲ့လူစီကမဖြစ်နိုင်ပါဘူးဒီပတ်စံကိုယူပြီးထွက်သွားလိုက်ပါမစ္စတာတွန်ဆင်ကျွန်တော်ကပတ်စံကြောင့်ဒီလိုဖြစ်နေတယ်လို့ထင်နေတာလားဟင်မင်းတကယ်ပဲလူစီကိုသဘောကျနေတယ်လို့တော့လာမပြောနဲ့ကျွန်တော်သဘောမကျဘူးလို့ပြောလိုက်တော့လူစီမျက်နှာပြတ်သွားတယ်အဲ့ဒါဆိုမင်းဒီပတ်စံကိုပို့တောင်ယူသင့်သေးတယ်မင်းဘဝရဲ့အချိန်10နှစ်တာကိုဒီမိသားစုအတွက်ပေးဆက်ခဲ့တာပဲငါမင်းကိုလက်ဗလာနဲ့ထွက်သွားခွင့်မပြုနိုင်ဘူးကျွန်တော်ချက်လက်မှတ်ကိုယူပြီးနှစ်ပိုင်းစုပ်ဖြဲပစ်လိုက်တယ်စာချုပ်အတိုင်းလျော်ကြေးကိုကျွန်တော်ပေးပါမယ်ခွင့်ပြုပါအောင်အဲ့ဒီနောက်ကျွန်တော်လှည့်ထွက်လာခဲ့တယ်မသွားပါနဲ့ငါအဖေကခွင့်မပြုလဲကိစ္စမရှိဘူးငါနင်းနဲ့လိုက်ခဲ့မယ်သူ့ကိုတားထားစမ်းငါကိုလွတ်ချက်နင်းထွက်သွားရင်နင့်ကိုဘယ်တော့မှခွင့်မလွတ်ဘူးကျွန်တော်လှည့်မကြည့်ခဲ့ဘူးအိမ်တော်ထဲကနေရှောက်ထွက်လာခဲ့တယ်ကျွန်တော်ဖုန်းကအတန်မြည်လာတယ်နံပါတ်စိမ်းတစ်ခုပဲဂျက်နင်းရက်ဆက်တယ်ဒါပေမဲ့ငါနင့်ကိုအလွတ်မပေးဘူးနင်းဘယ်ကိုပဲပြေးပြေးငါရအောင်ရှာမယ်ဒါကလူစီပဲကျွန်တော်စာကိုဖျက်ပစ်လိုက်ပေမဲ့ဖုန်းကထပ်မြည်လာပြန်တယ်ဒီတခါတော့အန်နာဖုန်းနံပါတ်ပဲကျွန်တော်တွေးဝေသွားပြီးမှဖုန်းကင်လိုက်ပေမဲ့တစ်ဖက်ကအတန်ကလူစီရဲ့အတန်ဖြစ်နေတယ်ငါကအဲ့ဒီမူလာတန်းပြဆီယာမထက်ဘာများညံ့နေလို့လဲကျေးဇူးပြုပြီးပြန်လာခဲ့ပါနင်းဘာလို့ခြင်းလဲငါပေးမယ်ခမရမူးနေပြီခမရနာကတယောက်ယောက်ကိုဖုန်းပေးလိုက်ဘယ်သူမှမရှိဘူး
ငါတယောက်တည်းပဲဒီဘားကယောက်ျားတွေငါ့ကိုဝိုင်းကြည့်နေကြတယ်ကျွန်တော်နှလုံးခုန်တန်ရက်သွားတယ် Nightfall ဘားကကြုံချံမြို့မှာအကြမ်းတမ်းဆုံးနေရာတွေတဲကတစ်ခုပဲအဲ့ဒီမှာပဲနေခမည်းမိသားစုရဲ့ကိုရန်တော်တွေကိုလာခေါ်ခိုင်းလိုက်မယ်သူတို့ကိုမခေါ်နဲ့နင်းကိုပဲလာစေချင်တာကျွန်တော်ပြန်ခေါ်ကြည့်ပေမဲ့သူ့ဖုန်းကဆက်ပိတ်သွားပြီနောက်ဆုံးတော့ကျွန်တော်မသိချင်အောင်မဆောင်နိုင်တာနဲ့ဖုန်းအစ်စ်ကနေကိုရန်တော်တွေကိုဖုန်းဆက်လိုက်တယ်ကပတိန်တခင်မာလေးက Nightfall ဘားမှာရောက်နေတယ်သူဒုက္ခရောက်နေလောက်တယ်အကိုချက်မစ်လူစီကဒီနေ့လေကတင်ကျွန်တော်တို့အကုန်လုံးကိုအလုတ်ဖြုတ်ပစ်လိုက်ပြီးအကိုပဲသွားလိုက်ပါလိပ်စာပို့လိုက်10မိနစ်လောက်ကြာတော့ Nightfall ဘားကိုတက္ကစီနဲ့ရောက်သွားတယ်လူစီထတော့သူကအရက်တွေအယမ်းမှုနေပြီးစပွဲပေါ်မှာမှောက်အိတ်နေတယ်အနားကယောက်ျားတချို့ကသူ့ကိုတားကောင်တကောင်လိုစိုက်ကြည့်နေတယ်ကျွန်တော်ဝင်သွားပြီးသူတို့ကိုတွန်းဖယ်လိုက်တယ်လူစီထတော့သူ့မျက်လုံးတွေပွင့်လာပြီးမူးဝေနေတယ်ကျွန်တော်ဂျက်ပါနင်တကယ်ရောက်လာတာပဲကျွန်တော်ထူပေးဖို့စူးစမ်းပေမဲ့သူကအသက်မပါတဲ့လူတစ်ယောက်လိုတွဲခိုနေတယ်နင့်အိမ်ကိုသွားခြင်းတယ်အဲ့ဒါမသင့်တော်ပါဘူးအဲ့ဒါဆိုဟိုတယ်ကိုခေါ်သွား Miss Lucy ကိုနည်းနည်းတော့လေးစားပါသူ့မျက်လုံးတွေချက်ချင်းအေးဆက်သွားတယ်လူကြီးလူကောင်းရောင်လာဆောင်မနေနဲ့ငါကအန်နာထက်ဘာများညံ့နေလို့လဲဒီလိုဆက်လုပ်နေရင်မစ္စတာတွန်ဆင်ကိုခေါ်ရလိမ့်မယ်နော်ခွေးကောင်နောက်ဆုံးတော့သူ့ကိုလူစီမိသားစုရဲ့အိမ်တော်ကိုပဲပြန်ခေါ်သွားလိုက်ရတယ်မစ္စတာဂျက်ပြန်လာပြီပဲမသွားပါနဲ့ငါတကယ်မှားသွားပါတယ်ငါနင့်ကိုအနိုင်မကျင့်တော့ပါဘူးနင်လိုချင်တဲ့လေးစားမှုကိုပေးပါမယ်ငါကိုတော့ထားမသွားပါနဲ့ Good night ပါမစ်လူစီဂျက်နင်ဒီအတွက်နောင်တရလိမ့်မယ်နောက်ရက်မှာကျွန်တော်အလုပ်သစ်စရှာတယ်မကြခင်မှာပဲတခုခုမှားနေပြီဆိုတာသိလိုက်ရတယ်ကျွန်တော်အင်တာဗျူးသွားတဲ့ကုမ္ပဏီတိုင်းကကျွန်တော် CV ကိုမြင်တာနဲ့မျက်လုံးချင်းမစုံရဲကြဘူး Sorry ပါမင်းကအရေးချင်းတွေအရန်ပြေနေတယ်ကျွန်တော်တို့လိုကုမ္ပဏီသေးသေးလေးကမင်းလိုလူမျိုးကိုမငှားနိုင်ပါဘူးအထုပ်အပိုးတည်တဲ့ကုမ္ပဏီတွေကတောင်ကျွန်တော်ကိုညှင်းကြတယ်ပြီးတော့လမ်းထိပ်မှာအနက်ရောင်ဝတ်ထားတဲ့လူနှစ်ယောက်ကလမ်းကိုပိတ်ရက်ထားတယ်မစ္စတာဂျက်မစ်လူစီကခမားနဲ့အတူလက်ဖက်ရည်တောက်ချင်လို့တဲ့ငါမသွားရင်ကောအဲ့ဒါဆိုရင်တော့ခက်ကြမ်းကြမ်းခေါ်သွားရလိမ့်မယ်ဝူရီတောင်ကဓာဟုံလက်ဖက်ရည်အဖေရဲ့တီးတန့်လက်ဖက်ရည်ပဲမစ်လိုချင်တာကိုပဲပြောပါအလုတ်ရှာရတာဘလို့နေလဲနင့်ကျေးဇူးနဲ့အခုဘသူမှငါ့ကိုအလုံးမခန့်ရဲကြတော့ဘူးငါစီပြန်လာခဲ့လစာသုံးစားနဲ့ကားအိမ်ပေးမယ်နင့်အလုတ်ကငါ့ကိုကာကွယ်ဖို့ပဲပင်ပန်းတဲ့အလုတ်တွေမလုပ်ခိုင်းတော့ဘူးနင်လေးစားမှုလိုချင်တယ်မလားငါပေးမယ်သူခဏရက်သွားတယ်ဖြစ်ခဲ့သမျှအားလုံးအတွက်ငါနင့်ကိုတောင်းပန်ပါတယ်ဘာအပေးယူလဲအန်နာနဲ့ဝေးဝေးနေပြီးငါစီကနေနောက်တစ်ခါအလုံးမထွက်ဖို့ပဲဒါဆိုရင်တော့ပြောစရာဘာမှမရှိတော့ဘူးအတိုင်းအတာတစ်ခုတော့ရှိတင်တယ်ငါတက်တက်မှာဘသူအတွက်မှဒီလောက်အထိအောက်ကျခံပြီးမပြောဘူးအဲ့ဒါဆိုလည်းမပြောနဲ့ပေါ့ကိုလန်းကိုရှောက်ကြတာပေါ့ကျွန်တော်တကားကိုဖွင့်လိုက်တော့ကိုရန်တော်၄ယောက်ကပိတ်ရက်ထားတယ်အဲ့ဒီနောက်လူစီကကျွန်တော်နောက်ကနေပြောတယ်ဒီနေ့နင့်မှရွေးချယ်စရာ2လမ်းပဲရှိတယ်စာချုပ်တစ်ကိုလက်မှတ်ထိုးမလားထန်းစင်နဲ့ထန်းထုတ်သွားရမလားကျွန်တော်လှည့်ပြီးသူ့ကိုကြည့်လိုက်တယ်ခမည်းတကယ်လှုပ်ချင်တာသေးကြလားငါမလှုပ်ရဲဘူးထင်နေတာလားကျွန်တော်ရေးလိုက်တယ်စမ်းကြည့်လိုက်လေနောက်တစ်စက္ကန့်မှာပဲလူကောင်အကြီးဆုံးကိုရန်တော်ကကျွန်တော်စီပြေးဝင်လာတယ်ကျွန်တော်ဘေးကိုရှောင်ပြီးသူ့လေကုတ်ကိုရိုက်ချလိုက်တယ်ကျန်တဲ့3ယောက်ကလည်းတပြိုင်နက်တည်းဝင်လာကြတယ်လက်ဖက်ရည်တောက်တဲ့အခန်းကကျင်းမြောင်းပြီးရှောင်စရာနေရာမရှိဘူးကျွန်တော်ရင်ဘတ်ကိုတူကြီးနဲ့ထုလိုက်တယ်လို့ခံစားလိုက်ရတယ်မျက်လုံးတွေပြားသွားပေမဲ့10နှစ်လုံးလုံးအသက်ဆွန့်ပြီးတိုက်ခိုက်လာခဲ့တာကအလကားတော့မဟုတ်ဘူး9မိနစ်လောက်ကြာတော့ကိုရန်တော်4ယောက်လုံးကျမ်းပြင်ပေါ်မှာလဲကျပြီးညှိတွားနေကြတယ်ကျွန်တော်ပါဇက်ထောင်းကသွေးတွေကိုတုပ်လိုက်ပြီးဖြူလျော်နေတဲ့လူစီကိုကြည့်လိုက်တယ်ဆက်လုပ်ချင်သေးလားမင်းသမီးလေးဒီနေ့ငါ့ကိုလွှတ်ပေးလိုက်ရင်နင်ငါ့ကိုထပ်မတွေ့ရတော့ဘူးကျွန်တော်မျက်လုံးတွေကျဉ်းမြောင်းသွားတယ်ခမားယူနေပြီသူ့လက်တွေတုံရီနေတယ်ဓားကသူ့အသားကိုရှမိနေပြီဖြစ်ပြီးသွေးတွေစထွက်လာတယ်ငါယူနေတာနင်မဲငါ့ကိုဒီလိုဖြစ်အောင်လုပ်ခဲ့တာနင်ထွက်သွားရင်ငါဘာဆက်လုပ်ရမှာလဲကျွန်တော်သူ့စီဖြည်းဖြည်းချင်းရှောက်သွားတယ်ဓားကိုချလိုက်ဟင့်အင်းနင်ပြန်လာမယ်လို့ဂတိမပေးမချင်းမချဘူးလို့ကျွန်တော်ပြေးဝင်ပြီးဓားကိုလူယူလိုက်ကအခန်းထောင်ကိုပြစ်ပေါက်လိုက်တယ်သူကျမ်းပြင်ပေါ်ခွေကျသွားပြီးစငိုတော့တယ်ဂျက်ရှေးဦးသူနာပြုတစ်တာဘဲမှာလဲသူဗီဒီယိုကိုလက်ညှိုးထိုးပြတယ်သူမျက်ရည်တွေကျနေရင်မျက်နှာမော့ပြီးကျွန်တော်ကိုကြည့်တယ်အရင်တုန်းကဆိုနင်ကလေမှုတ်ပေးပြီးမနာတော့ဘူးလို့ပြောနေကြလေကျွန်တော်လက်တွေခဏရက်သွားတယ်အဲ့ဒီနောက်သူကကျွန်တော်အင်ဂျီစာကိုဆွဲကင်လိုက်တယ်ငါတကယ်ပြောင်းလဲသွားပြီလို့ပြောရင်ကောနင်ငါ့ကိုမယုံဘူးမလားနောက်တစ်ခါအဲ့ဒီလိုမိုက်ယူရဲဆန္ဒမျိုးမလုပ်နဲ့တော့ငါသွားတော့မယ်ဂျက်အန်နာမင်္ဂလာဆောင်တော့မယ်ခမားဘာပြောလိုက်တယ်သူမိဘတွေက300ယူပြီးအိမ်ဖြတ်သိမ်းလို့ရော်ကြေးရပြီးချမ်းသာနေတဲ့လူတစ်ယောက်နဲ့အတင်းပေးစားနေတယ်ဒီနေ့လေလက်မှတ်သွားထိုးကြမှာကျွန်တော်လက်ဖက်ရည်တောက်တဲ့အခန်းထဲပြန်ဝင်သွားတယ်ခမားသူ့ကိုဘာလုပ်လိုက်တာလဲငါဘာမှမလုပ်ဘူးသူ့ကိုလက်တွေ့ဘဝကိုမြင်အောင်ပြပေးလိုက်ရုံပဲလောကကြီးကဒီလိုပဲလဲပတ်နေတာလေပတ်စံတဲ့အာနာကအရာရာပဲနင်သူ့ကိုကာကွယ်မပေးနိုင်ပါဘူးကျွန်တော်သူ့ကိုတွန်းဖယ်ပြီးတကားပေါက်ကနေပြေးထွက်သွားရင်အန်နာစီဖုန်းဆက်လိုက်တယ်သူ့ဖုန်းကတစ်ချိန်လုံးဆက်ပိတ်ထားတယ်ကျောင်းကိုဖုန်းဆက်ကြည့်တော့သူ့လို့ဖော်ကင်ဘက်ကစကားကိုထိန်ချန်ပြီးပြောတယ်အန်နာမင်္ဂလာဆောင်ကိစ္စရှိလို့ဆိုပြီးဒီနေ့ခွင့်ယူထားတယ်တဲ့ကျွန်တော်တရားရုံးကိုတန်းပြေးသွားတယ်အဲ့ဒီကိုရောက်ရောက်ချင်းပဲဖြူလျော်နေတဲ့မျက်နှာနဲ့အန်နာကားပေါ်ကနေဆင်းလာတာကိုတွေ့လိုက်ရတယ်
ပြီးတော့သူ့ဘေးမှာပူပူဝဝလူတယောက်ရှိနေတယ်ဂျက်ရှင်ဒီကိုဘာလာလောက်တာလဲမင်းကဘဲကားကောင်လဲငါမိမကိုလာထိရဲတယ်ပေါ့လေမင်းတည်ငြိမ်တဲ့ဘဝကိုလိုချင်တယ်ဆိုဒါကမင်းရွေးချယ်လိုက်တဲ့တည်ငြိမ်တဲ့ဘဝလားကျမအမေကပတ်စံယူလိုက်ပြီးအဖေကိုခွဲစိတ်ဖို့ငွေလိုနေတယ်ဒီရုပ်ချောချောကောင်နဲ့ဘာလို့အချိန်ဖြုံးနေတာလဲလက်မှတ်သွားထိုးရအောင်သူဒါကိုမလိုချင်ဘူးခမအဲ့ဒါကိုမမြင်ဘူးလားဟွန်းသူမိသားစုက300ယူပြီးသွားပြီလေအခုမှသူညင်းလို့မရတော့ဘူးလူလေးလဲလဲဝဲဝဲနေပြီးနောက်ဆုတ်လိုက်ပါမဟုတ်ရင်နောက်ဖြစ်လာမယ့်ကိစ္စအတွက်ငါ့ကိုအပြစ်မတင်နဲ့အန်နာကကြောက်လန့်တကြားနဲ့ကျွန်တော်လက်မောင်းကိုလာကင်တယ်ငါနဲ့လိုက်ခဲ့ဒီပတ်စံကိုငါပြန်ဆက်ပေးမယ်ပြီးတော့မင်းအဖေရဲ့ခွဲစိတ်စရိတ်ကိုလည်းငါတာဝန်ယူမယ်ဒီလောက်များတဲ့ပတ်စံကိုရှင်ဘယ်ကရမှာလဲကျွန်တော်10နှစ်လုံးလုံးအသက်ဆွန့်ခဲ့တယ်အဲ့ဒါကခမရဲ့လွတ်လပ်ခွင့်ကိုဝယ်ဖို့မလုံလောက်ဘူးလားအန်နာနင်ထွက်သွားရဲ့ထွက်သွားကြည့်နင်တမိသားစုလုံးကြုံချမ်းမှာဆက်နေလို့မရအောင်ငါလုပ်ပစ်မယ်အန်နာမိသားစုကိုလက်ဖြားလေးနဲ့တောင်ထိကြည့်လူစီကုမ္ပဏီကအခွန်ရှောင်နေတဲ့အထောက်အထားတွေကိုတက်ဆိုင်ရာစီပို့ပစ်မယ်ဘယ်သူအရင်ပြုတ်မလဲကြည့်ကြသေးတာပေါ့အဲ့ဒီလူကချက်ချင်းကိုငြိမ်ကျသွားတယ်ကျွန်တော်အန်နာကိုခေါ်ပြီးတက္ကစီနဲ့ကျွန်တော်တိုက်ခန်းစီပြန်လာခဲ့တယ်ရှင်ဘာလို့ကျမကိုကူညီတာလဲခမားချက်တဲ့ဝက်တနီချက်ကကောင်းတယ်လို့ပြောလို့လေကျွန်တော်မြည်စမ်းကြည့်ချင်လို့ဒါပေမဲ့လူစီကတော့ရှင်ဘာလို့ကျမကိုကူညီတာလဲခမားချက်တဲ့ဝက်တနီချက်ကတကယ်ကောင်းတယ်လို့ပြောလို့ကျွန်တော်မြည်စမ်းကြည့်ချင်လို့ပါဒါပေမဲ့အရင်ဆုံး Smith မိသားစုနဲ့ပြဿနာကိုအရင်ရှင်းကြတာပေါ့300အခုချက်ချင်းလွှဲပေးမယ်တင်တောင်းငွေကိုသွားပြန်ပေးလိုက်ကျမရှင်းပိုက်ဆံကိုမယူနိုင်ပါဘူးအခုချက်ချင်းပဲဘဏ်ကနေလွှဲပေးလိုက်မယ်ဘဏ်အတိုးနှုန်းနဲ့ကျွန်တော်ကိုအကျွေးစာချုပ်ပဲရေးပေးပါဂျက်ကျေးဇူးတင်ပါတယ်ကျွန်တော်သူ့ကြောကိုဖြည်းဖြည်းချင်းပုတ်ပေးလိုက်ပြီးအန်နာကိုသွားပြန်ပို့လိုက်တယ်အဲ့ဒီနောက်ကျွန်တော်ဝရန်တာမှာရက်နေတုန်းအောက်ကအရိတ်ထဲမှာရက်ထားတဲ့ဇိမ်ခံကအနက်ရောင်တစ်စီးကိုတွေ့လိုက်ရတယ်ထင်ထားတဲ့အတိုင်းပဲကျွန်တော်ဖုန်းကအတန်းမြည်လာတယ်နင်ကဟီးရိုးဝင်လုပ်ပြီးကောင်မလေးကိုကယ်တင်လိုက်တာပေါ့စိတ်လှုပ်ရှားသွားပြီလားခမ ဘာလို့ချင်တာလဲဂျက်ငါနင့်ကိုအခွင့်အရေးပေးခဲ့တယ်အခုတော့နင်ငါစီဒူးထောက်ပြီးလာတောင်းပန်ရမယ်အဲ့ဒီနေ့ကစပြီးကျွန်တော်ဒုက္ခတွေမျိုးစုံကြုံရတော့တယ်ကျွန်တော်ဘဏ်ကတ်တွေပိတ်ခံလိုက်ရပြီးအိမ်ရှင်ကလည်းရုတ်တရက်အိမ်ပေါ်ကဆင်းခိုင်းတယ်ဒီအိမ်ကိုမင်းကိုဆက်မငားနိုင်တော့ဘူးအမြန်ဆုံးဖယ်ပေးပါမစ္စတာဂျက်ငွေကြေးခဝါချမှုကိုစုံစမ်းစစ်ဆေးနေတာကြောင့်ရှင့်အကောင့်ကိုယာယီပိတ်ထားပါတယ်စမစ်မိသားစုကနောက်ွယ်ကနေလုံနေတာမှန်းသိလို့ကျွန်တော်ဘာမှပြန်မငင်းတော့ဘူးအရေးပေါ်သုံးဖို့ပတ်စံတချို့ကိုပဲထုတ်ထားလိုက်တယ်ကျွန်တော်အယမ်းပင်ပန်းနေပြီ10နှစ်လုံးလုံးကျွန်တော်က The Truman Show ဇာတ်ကားထဲကလို့နေလာခဲ့ရတာအရာအလုံးကိုစမစ်မိသားစုကချုပ်ကင်ထားတယ်အဲ့ဒီအချိန်မှာကျွန်တော်ဖုန်းမြည်လာတယ်နံပါတ်စိမ့်မယ်ဖုန်းကင်လိုက်တော့မစ္စတာတွန်ဆင်ဖြစ်နေတယ်မစ္စတာတွန်ဆင်ဂျက်ငါလူစီကိုအယမ်းအလိုလိုက်ထားမိတယ်ဒါပေမဲ့မင်းဒီအချက်ကိုတော့နားလဲစေခြင်းတယ်စမစ်မိသားစုဆိုတာမင်းရှင်းနိုင်တဲ့အရာမဟုတ်ဘူးလူစီစီပြန်သွားလိုက်ပါဒါဆိုရင်ဒီပြဿနာတွေအကုန်ပြီးသွားလိမ့်မယ်ပြီးတော့မင်းသူ့ကိုတကယ်သဘောကျတယ်ဆိုရင်အဲ့ဒီကိစ္စကိုလည်းငါစဉ်းစားပေးလို့ရတယ်ဘာကိုစဉ်းစားပေးမှလဲမင်းတို့နှစ်ယောက်ကိစ္စကိုလေလူစီကငါရဲ့တဦးတည်းသောသမီးပဲတနေ့ကျရင်စမစ်ဂရုကသူ့လက်ထဲပြီးတော့သူ့ယောက်ျားရဲ့လက်ထဲကိုရောက်မှာမစ္စတာတွန်ဆင်ကျွန်တော်10နှစ်လုံးလုံးအသက်ဆွန့်ပြီးခမားသမီးကိုကာကွယ်ပေးခဲ့တာအဲ့ဒီအတွက်လို့ထင်နေတာလားလူဆိုတာအမြဲတမ်းပုံမြင်တာကိုပဲလိုချင်ကြတာပဲမလားအဲ့ဒါရှက်စရာမှမဟုတ်တာအဲ့ဒီမူလာတန်းပြဆရာမလေးနဲ့ရှင်ရင်လူစီကမင်းကိုအများကြီးပို့ပေးနိုင်တယ်ဟုတ်ပါတယ်သူကျွန်တော်ကိုအများကြီးပေးနိုင်ပါတယ်ဒါပေမဲ့အရေးကြီးဆုံးအရာကိုတော့မပေးနိုင်ပါဘူးဘာလဲလွတ်လပ်ခွင့်လေတစ်ဖက်မှာအကြာကြီးတိတ်ဆိတ်သွားတယ်မင်းနောင်တရလိမ့်မယ်ဖုန်းချပြီးသွားတော့ကျွန်တော် River City ကနေထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အဝေးပြေးကားလက်မှတ်သွားဝယ်တော့အယောင်စီရေးမှာကကျွန်တော်ကိုတမျိုးကြီးကြည့်တယ်စနစ်ထဲမှာတော့ရှင်ကခရီးသွားလာခွင့်ကန့်သက်ခံထားရတယ်လို့ပြနေတယ်စမစ်မိသားစုကကျွန်တော်ကိုတကယ်ပဲတောင်းကျအောင်လုပ်နေတာပဲကျွန်တော်ကားဂိတ်ထဲကနေထွက်လာတော့အဲ့ဒီဇိမ်ခံကားအနက်ရောင်ကကျွန်တော်နောက်ကိုထပ်လိုက်လာပြန်တယ်ခမားကျွန်တော်ကိုလွှတ်ပေးဖို့ဘာတွေများလိုနေသေးလို့လဲငါ့ကို3ရက်အချိန်ပေး3ရက်တည်းပါအဲ့ဒီနောက်ကျရင်နင့်ကိုအပီးတိုင်လွှတ်ပေးပါမယ်နင့်ကိုနောက်တစ်ခါဘယ်တော့မှဒုက္ခမပေးတော့ပါဘူးကျွန်တော်ခမားကိုယုံအောင်မယ်လို့တကယ်ထင်နေတာလားဒါကအဖြူအမဲတဲကွဲအောင်ရှေ့နေနဲ့မှတ်ပုံတင်ထားတာပါ3ရက်နေရင်နင့်ကိုလွတ်လပ်ခွင့်ပေးမယ်ပြီးတော့နောက်ထပ်ငွေ3 သန်းလည်းပေးမယ်ဘာလို့3ရက်လဲငါမွေးနေ့ရောက်တော့မှလေလွန်ခဲ့တဲ့10နှစ်လုံးလုံးနင်အမြဲတမ်းငါအနားမှာရှိနေပေးခဲ့တာဒါကိုနောက်ဆုံးအကြိမ်လိုပဲသဘောထားလိုက်ပါရမလားဒါပေမဲ့စီကန်းချက်3ခုတော့ရှိရမယ်ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုမရှိရဘူးကျွန်တော်ကိုဘာမှအတင်းကျပ်မခိုင်းစေရဘူးပြီးတော့အန်နာကိုဒုက္ခမပေးရဘူးသဘောတူတယ်ပထမနေ့မှာသူကကျွန်တော်ကိုကစားကွင်းတစ်ခုကိုခေါ်သွားခိုင်းပြီးတာမန်စုံတွဲတွေလိုပဲကစားစရာတွေကိုတန်းစီပြီးစီးကြတယ်ရိုလာကိုစတာပေါ်ကနေဆင်းတော့သူအရန်တွေအံ့နေတယ်ဘာလို့အဲ့ဒါကိုစီးတာလဲငါတခါလောက်တော့ဒါမျိုးစီးကြည့်ချင်နေတာကြာပြီဒါပေမဲ့အဖေကအန်ဒီရများတယ်ဆိုပြီးပေးမစီးဘူးလေနေ့လယ်စာစားတော့သူ့ပါဇက်မှာရေခဲမုံတွေပေးနေတယ်ကျွန်တော်အလိုလျောက်ပဲတစ်ရှူးနဲ့တုပ်ပေးလိုက်တယ်သူကျွန်တော်ကိုစိုက်ကြည့်နေပြီးရုတ်တရက်သူ့မျက်လုံးတွေနီးလာတယ် sorry အဲ့ဒီနောက်သူခေါင်းငုံပြီးရေခဲမုံကိုပဲဆက်စားနေလိုက်တယ်ငါကစိုးတယ်ဆိုတာငါသိပါတယ်ဒေါသကြီးတယ်စိုးတယ်အကျိုးအကြောင်းမစင်စားဘူးဒါပေမဲ့နင်ထွက်သွားတော့မယ်လို့ပြောတဲ့အချိန်ကျမှငါမှနင်ပဲရှိတော့တယ်ဆိုတာကိုသိလိုက်ရတယ်
ငါမိဘတွေကအလုပ်တွေပဲအမြဲရှုံနေပြီးငါတငယ်ချင်းတွေကလည်းငါမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုပဲမက်မောနေကြတာနင်တယောက်တည်းကသာငါပြဿနာတွေကိုတိတ်တိတ်လေးဖြေရှင်းပေးခဲ့တာအဲ့ဒါကျွန်တော်အလုပ်ပဲလေမဟုတ်ဘူးမနစ်ကငါပြန်ပေးဆွဲခံရတော့ကနင်ငါကိုစားဓာတ်ထိုးခံလိုက်ရတော့ငါတီးလိုက်တယ်ဒီလောကကြီးမှာငါ့ကိုအဲ့ဒီလိုဆက်ဆံမဲ့သူနောက်ထပ်မရှိနိုင်တော့ဘူးဆိုတာကိုလေအနာသာမရှိဘူးဆိုရင်နင်ငါ့ကိုနည်းနည်းလေးဖြစ်ဖြစ်သဘောကျမိမှာလားဟင်နည်းနည်းလေးတောင်းလားကျွန်တော်စကားမပြောခင်ခဏလောက်တိတ်ဆိတ်သွားတယ်ဘဝဆိုတာဖြစ်ခဲ့ရင်ဆိုတာမျိုးနဲ့လဲပတ်နေတာမဟုတ်ဘူးငါသိပါတယ်ဒုတိယနေ့မှာသူကကျွန်တော်ကိုကိုခံပညာသင်ပေးဖို့ပြောတယ်အားကစားခန်းမမှာကျွန်တော်ကအကွက်တစ်ခုပြနေတော့သူကနောက်ကနေကျွန်တော်ကိုရုတ်တရက်တိုင်းဖက်လိုက်တယ်လူဆိုးကိုဒီလိုမျိုးလှဲချရတာလားမစ်လွတ်ပါဒီနေ့ကနောက်ဆုံးနေ့လေ10မိနစ်လောက်လေးပဲဖတ်ထားပါရစေ10မိနစ်တည်းပါသဘောတူစာချုပ်ထဲမှာတေချာရေးထားပြီးသားလေနင်ငါ့ကိုအဲ့ဒီလောက်တောင်မုန်းနေတာလား10နှစ်ဆိုတဲ့အချိန်မှာခွေးတကောင်တောင်အမိလောက်တက်နေပြီခမည်းအခုမှပြောထွက်တော့တယ်ခမည်းမျက်စိထဲမှာကျွန်တော်ကအမြဲတမ်းခွေးတကောင်ပဲလေငါအဲ့ဒီသဘောနဲ့ပြောတာမဟုတ်ပါဘူးကျွန်တော်တပတ်ကိုပြန်သိမ်းလိုက်တယ်ဒီနေ့အတွက်ဒီလောက်ပါပဲ sorry ပါငါမစင်းစားပဲပြောလိုက်မိတယ်မနေ့ဖြန်ကနောက်ဆုံးနေ့ပဲနင်ကတိတီမယ်လို့ငါမျှော်လင့်ပါတယ်တတိယနေ့မှာနေဝင်တာကြည့်ဖို့ကမ်းခြေမှာတွေ့ရအောင်လို့သူမကချိန်တယ်ကျွန်တော်ရောက်သွားတော့သူမကဂါဝင်လေးဝစ်ပြီးကြောက်ဆောင်တွေပေါ်မှာရက်နေတယ်အရင်တော့ကငါနဲ့အတူပင်လယ်သွားကြည့်ရအောင်လို့နင့်ကိုခေါ်တိုင်းနင်ကအန်ဒီရများတယ်ဆိုပြီးအမြဲပြောခဲ့တယ်လေတကယ်တော့အရန်လှတာပဲနေဝင်သွားရင်ချက်ချင်းအေးလာလိမ့်မယ်ခမည်းအေးမိလိမ့်မယ်ဂျက်ဒီ10နှစ်လုံးလုံးမှာနင်ငါကိုမိမတယောက်လို့မြင်ခဲ့တဲ့အချိန်လေးတခဏလောက်များရှိခဲ့ဘူးလားမရှိခဲ့ဘူးပါဘူးသဘောတူစာချုပ်ထဲမှာဂရိပေးထားတာတွေအကုန်အဲ့ဒီထဲမှာပါတယ်အန်နာရဲ့စေးရုံစရိတ်တွေအကုန်ရှင်းပြီးတော့အိမ်ဖြတ်သိမ်းရေးဘက်ကလူတွေကိုလည်းရှင်းပြပြီးသူတို့အန်နာကိုဒုက္ခပေးမှာမဟုတ်တော့ဘူးကျွန်တော်နည်းနည်းအံ့ဩသွားတယ်ကျေးဇူးပါကားကကျွန်တော်တိုက်ခန်းအောက်မှာရက်သွားတယ်နေအောင်ငါမေ့နေတဲ့နောက်တစ်ခုရှိသေးတယ်မွေးနေ့လက်ဆောင်ငါနင့်ကိုအစားပြန်ပေးတာပါကျွန်တော်ဖွင့်ကြည့်လိုက်တယ်အဲ့ဒါကဟောင်းနှွမ်းနေတဲ့စစ်သုံးလက်ပတ်နာရီတစ်လုံးဖြစ်ပြီး Blade Company လို့ထွင်ထားတယ်ဒီအကြောင်းခမားဘယ်လိုလုပ်သိတာလဲနင်စစ်တပ်ထဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့အကြောင်းတွေကိုငါအကုန်သိတယ်နှစ်တိုင်းနင်တက်စုမှုရဲ့အုပ်ကူကိုတိတ်တိတ်လေးသွားတယ်စစ်ရေးမဂ္ဂဇင်းတွေကိုစုဆောင်းတယ်ပြီးတော့အဲ့ဒီ Blade Company ကဓာတ်ပုံကိုခေါင်းအုံအောက်မှာတင်ထားတယ်မလားဂျက်နင်ကကိုရန်တော်မဟုတ်သလိုခွေးတကောင်လည်းမဟုတ်ဘူးနင်ကဟီးရိုးတစ်ယောက်ပါငါနဲ့ဘယ်တော့မှထိုက်တန်မှာမဟုတ်တဲ့ဟီးရိုးတစ်ယောက်ပါသူကားပေါ်ပြန်တက်ပြီးမောင်းထွက်သွားတယ်ကျွန်တော်နာယီကိုကင်ပြီးလမ်းဘေးမှာရက်ကြံခဲ့တယ်နာယီနောက်ကျောမှာသေးငယ်တဲ့စလုံးလေးတွေနဲ့ကျမရဲ့ဟီးရိုးအတွက်လို့ရေးထားတယ်ကျွန်တော်ဖုန်းအတန်းမြည်လာတယ်စာအစ်စ်တစ်စောင်ဝင်လာတယ်နင်လွတ်လပ်သွားပြီသူ့ကိုသွားလက်ထပ်လိုက်ပါနှုတ်ဆက်ပါတယ်နောက်နေ့မှာကန့်သက်ချက်တွေအကုန်ပယ်ဖြတ်သွားပြီးကျွန်တော်ဘဏ်အကောင့်တွေလည်းပြန်ပွင့်သွားတယ်ဟေးမစ္စတာဂျက်အရင်ကနားလည်မှုလွဲတာလေးရှိသွားလို့ပါတိုက်ခန်းမှာဆက်နေလို့ရပါပြီရေနဲ့မီးကိုလည်းအခုချက်ချင်းပြန်ဖွင့်ပေးပါမယ်အန်နာအဖေကိုသွားကြည့်ဖို့ပြည်နယ်ဆေးရုံကိုကျွန်တော်သွားခဲ့တယ်ခွဲစိတ်မှုအောင်မြင်သွားတယ်ဂျက်ကျေးဇူးတင်ပါတယ်ကျမဖြည်းဖြည်းချင်းပြန်ဆက်ပါမယ်လောနေစရာမလိုပါဘူးမစ္စလူစီခမားကိုထပ်လာရှာသေးလားဟင်းကောင်းတာပေါ့တကယ်တော့သူကတနာစရာကောင်းပါတယ်ဘာလို့အဲ့ဒီလိုပြောတာလဲနောက်ဆုံးတစ်ခေါက်ကျမစီလာတော့ကရှင့်ကိုကျမစီပြန်ပေးခဲ့မယ်လို့ပြောတယ်သူ့မျက်လုံးတွေဆိုတာငိုထားလို့ဖောင်းအစ်နေတာပဲသူခမားစီလာသွားသေးတယ်ပေါ့လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲလေကျမတို့ကိုနောက်ထပ်ဒုက္ခမပေးတော့ပါဘူးဆိုပြီးမင်္ဂလာလက်ဆောင်ကတ်တစ်ခုတောင်ပေးသွားသေးတယ်ကျမမယူလိုက်ပါဘူးကျွန်တော်ဘာမှမပြောဘဲချိုချင်းအရသာလေးရှိတဲ့ပန်းသီးကိုပဲဆက်စားနေလိုက်တယ်တလကြတော့အန်နာအဖေဆေးရုံကဆင်းလာပြီးသူတို့ပစ္စည်းတွေကိုကြုံချံကိုပြန်ရွှေ့ဖို့ကျွန်တော်ကူညီပေးခဲ့တယ်သူ့တိုက်အောက်မှာရင်းနှီးနေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရတယ်လူစီကအများကြီးပိန်သွားတယ်မင်္ဂလာလက်ဆောင်လာပေးတာမင်္ဂလာလက်ဆောင်ဘာမင်္ဂလာလက်ဆောင်လဲသူကလက်ထပ်ခွင့်တောင်းတော့မှာမဟုတ်ဘူးလားငါမင်္ဂလာလက်ဖွဲ့တောင်ပြင်ဆင်ထားပြီးပြီမစ္စလူစီနောက်မနေပါနဲ့ငါအဖေရဲ့စီးပွားရေးပါတနာကဒီလက်ဝတ်ရတနာကိုပေးထားတာငါဝတ်လိုက်ရင်အယမ်းအိုသွားသလိုပဲနင်းနဲ့လိုက်ဖက်ပါတယ်ဂျက်နင်မိန်းမကိုကောင်းကောင်းထားပါမဟုတ်ရင်ငါကအရင်ဆုံးနင့်ကိုလာဆဲမှာနော်ကျွန်တော်လှည့်ထွက်လာခဲ့တယ်လူစီကျေးဇူးပါပဲ10နှစ်အတွင်းပထမဆုံးအကြိမ်သူ့နာမည်ကိုခေါ်လိုက်တာပဲသူ့မျက်လုံးတွေချက်ချင်းหนีရဲသွားတယ်ဘာလို့ကျေးဇူးတင်ရမှာလဲအားတဲ့အခါလာလေလေငါတို့မိသားစုကနင့်အတွက်တကားအမြဲတမ်းဖွင့်ထားပါတယ်အလုပ်ရှင်အနေနဲ့မဟုတ်ဘူးတငယ်ချင်းအနေနဲ့ပါသူမခြေလမ်းတွေနည်းနည်းရိုင်သွားပေမဲ့ခက်မြန်ပဲထွက်လာခဲ့တယ်သူတကယ်ပဲအရင်ကနဲ့မတူတော့ဘူးပဲလို့အန်နာကတိုးတိုးလေးပြောလိုက်တယ်ကျွန်တော်ဘာမှမပြောခဲ့ဘူးသူထွက်သွားတာကိုကြည့်နေရင်းနဲ့ရင်ထဲကတခုခုကနောက်ဆုံးတော့လွတ်ကျသွားခဲ့တယ်6လကြာတော့အန်နာနဲ့ကျွန်တော်စိတ်ဆက်လိုက်ကြတယ်ကျွန်တော်တို့ရိုးရိုးရှင်းရှင်းပဲစပွဲနည်းနည်းနဲ့လှုပ်လိုက်တယ်ပွဲမစခင်လေးတင်ပဲဟီးရိုးကြီးတစ်သက်လုံးပျော်ရွှင်ပါစေလို့ဆုတောင်းပေးထားတဲ့ပန်းချင်းအကြီးကြီးတစ်ခုရောက်လာတယ်သူ့ကိုအထဲဝင်ဖို့ဖိတ်တင်လားသူလာမှာမဟုတ်ပါဘူးကျွန်တော်တို့ဧည့်သည်တွေကိုလိုက်နှုတ်ဆက်နေတော့တကားပေါက်မှာစူညံတန်တစ်ခုကြားလိုက်ရတယ်ကျွန်တော်ထွက်ကြည့်လိုက်တော့စင်းကြံလန်းအစုံးမှာယင်းနှီးနေတဲ့လူတစ်ယောက်ဓာတ်လေကားထဲကိုအမြန်ဝင်သွားတာတွေ့လိုက်ရတယ်ကျွန်တော်အောက်ထပ်ကိုရောက်သွားတဲ့အချိန်မှာအနက်ရောင်ကားတစ်စီးမောင်းထွက်သွားတာကိုမြင်လိုက်ရတယ်အန်နာကျွန်တော်ကိုလာရှာတဲ့အထိကျွန်တော်အကြာကြီးရက်နေမိတယ်ဘာဖြစ်လို့လဲဘာမှမဖြစ်ပါဘူး
လေတိုက်လို့ပါနောက်ပိုင်းတော့လူစီနိုင်ငံသားမှာကြောင်းသွားတက်တယ်လို့ကြားတယ်တခါတလေသူဓာတ်ပုံလေးတွေတင်တက်ပြီးသူ့အပြုံးတွေကပိုပြီးတောက်ပလာတယ်ဓာတ်ပုံတစ်ပုံရဲ့နောက်မှာစစ်ရေးမဂ္ဂဇင်းတစ်ခုပါနေတာတွေ့လို့ကျွန်တော်လိုက်တစ်ခုပေးလိုက်တယ်သူကချက်ချင်းပဲအပြုံးလေးတစ်ခုနဲ့ပျော်ပျော်ရွှင်ရွှင်နေပါလို့စာပြန်ပို့တယ်ကျွန်တော်ဖုန်းကိုချထားလိုက်တယ်အပြင်ဘက်ကနေအောင်ကြီးကအရန်ကိုတာရတယ်အန်နာကမိဖို့ချောင်ထဲမှာဝက်တနီချက်နေပြီးတအိမ်လုံးအနံ့တွေတင်းနေတယ်ရှည်လျားတဲ့10နှစ်တာအချိန်ကာလအပြီးမှာတော့ကျွန်တော်နောက်ဆုံးမှအိမ်ပြန်ရောက်ခဲ့ပါပြီ